မိမိခန္ဓာကိုယ်ကြီးမှာတတိတံဝေကလေးတွေရှိပြီးတော့တို့ရရှိတဲ့ခန္ဓာကိုယ်ကြီးသည်ဇာတိမီလောင်ခဲ့ပြီးပြီးဇရာမီလောင်နေပါပေါ့လားဇာတိမီတွေနှိမ့်စစ်နေပါပေါ့လားဒီကြားထဲမှာလောဘကလောဘဒေါသကဒေါသတဏှိနေမှာအာယုန်လင်းလို့အလင်းရောက်တဲ့အရှင်ကစပြီးတော့နေဝင်လို့အိတ်တန်းတက်တဲ့အရှင်ကြီးလောဘတကလောဘဒေါသဒီမောဟဒီမာမာနဒီအိတ်တမိတ်စရိယဒီအဲ့ဒီအကြောင်းရင်းခံပြီးတော့မိမိခန္ဓာအကြောင်းရင်းခံသောကာတကဖြစ်ရသူတစ်ပါးခန္ဓာတွေကိုအကြောင်းရင်းခံသောကာတွေဖြစ်ရပရိဒီဝမီးဒီလောင်ရဒုက္ခမီးဒီဒေါမနတာမီးဒီဥပါယတာမီးဒီလောင်ကျွမ်းပြီးတော့ငိုကြွေးမြည်တမ်းပြီးတော့နေကြရအချင်းသည်ချမ်းသာလို့လား